မြန်မာတို့ရဲ့ရိုးရာပွဲဖြစ်တဲ့အတာသပင်ပွဲလဲနေပြီဆိုတော့တကြံပိတ်ရက်တွေမှာဖုန်ကြီးစွန့်ကက်ချင်တာပဲဖြစ်ဖြစ်လှူဒန်းချင်တာပဲဖြစ်ဖြစ်အချို့လဲအရန်မကဲအလုတ်လဲမရှုပ်ဖဲနဲ့စားလို့အရန်ကောင်းတဲ့ကိတ်မုတ်ကြောက်ကြောလေးဒီနေ့ထိုးပြပါမယ်အရင်ဆုံးခွက်တစ်ခုထဲမှာနှိုးစိမ့်တစ်ပူရဲ့တကြားသုံးစွန်းရဲ့ကိုထည့်ပါမယ်ကြောက်ကြောမှုကတော့တစုံခွဲလောက်ထည့်ပါမယ်စိမ့်စိမ့်လေးစားချင်တာဆိုတော့နှိုးစီတစုံနဲ့ရေတစ်ခွက်ကိုထည့်ပြီးအမှုတ်တွေကျေတဲ့အထိရောမွေထားရပါမယ်အထဲမှာထဲမဲ့ကိတ်မုတ်ကိုတော့ကတမောနေ့ကထောပတ်ကိတ်မုတ်လေးပဲတုံးလိုက်ပါတယ်။ကြောက်ကြောကြုံမဲ့ဗန်းလေးကိုကိတ်မုတ်တွေပြည့်နေအောင်ခင်းထားပါမယ်။ပြီးရင်တော့စွနကနှက်ထားတဲ့ကြောက်ကြောရည်တွေကိုမီအေးလေးနဲ့9မိနစ်လောက်ချိုပါမယ်။အခုလိုစူပွက်သွားရင်တော့ကိတ်မုတ်ထည့်ထားတဲ့ဗန်းလေးကိုအသားအရာလေးလောင်းထည့်ပေးလိုက်ရင်ရပါပြီ။နေရာမရွှေ့ပဲအပြင်ပူချိန်မှာ2နာရီလောက်အေးခံထားလိုက်ရင်နောက်ဆုံးမှာတော့အရန်ကိုအရသာရှိတဲ့ကိတ်မုတ်ကြောက်ကြောလေးရပါပြီ။နိုစိန်အရသာစိမ့်စိမ့်လေးကိုမှထောပတ်ကိတ်ကလေးပါတော့ခလေးရောလူကြီးမကြံကြိုက်တာမို့ပိတ်ရက်ကလေးမှာလိုက်လှုပ်စားကြည့်နော်တတာ